ရှုပ်ပါလေငါနောက်နေ့တည်းတစ်ခါသွားနေအောင်ရှေ့မှာကျက်စုပင်ရှိနေတာပဲဒီကျက်စုပင်ကိုခုတ်ပြီးငါကြီးပေါင်လုပ်လိုက်ရတာပဲဆိုပြီးတော့ကျက်စုပင်ကိုခုတ်ပြီးတော့ကြီးပေါင်ပြပြလိုက်တယ်ရှိတော့ငါဘောဆိုတော့မှာပေါ့နော်အဲ့တော့လေသမားတယောက်ကသူကလေရလုပ်ငန်းနဲ့အသက်မွေးတယ်ဆိုပေမဲ့သူ့မှာကိုယ်ပိုင်မရှိတဲ့ခါကျတော့သူများစီမှာပြ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 နဲ့လုပ်လို့ရတယ်ကျက်စုပင်လေးတစ်ပေရှိသူ့ရဲ့အိမ်ရှိမှာအဲ့ကျက်စုပင်လို့ကလေးစီစီတော့မပြတ်ဘူးတဲ့ဆိုတော့သူကနေ့စဉ်မနေ့စိုးရိမ်နေတဲ့ဆင်းရတယ်ကွာပြန်လာတယ်ညနေပြန်လာတယ်ပြင်ပန်းတယ်ဒါပေမဲ့လည်းအဲ့ကျက်စုပင်လေးကိုရေတော့ဘယ်တော့မှမမေ့ဘူးလေအဲ့တော့အဲ့ကျက်စုပင်မှာနေတဲ့ကျက်စုပင်ဆောင်နဲ့ကသူ့ရဲ့ဘုံမိတ်မယ်လေးမြင်နေမှာဖြစ်ตายာနေတာပေါ့အဲ့လိုตายာနေတဲ့ခါကျတော့သူကကြည်စံငါဘုံမိတ်မယ်လေးသူตายာနေတာဒီလေသမားရဲ့ကျေးဇူးကြောင့်အဲ့တော့ဒီလေသမားခင်ဗျာနေတိုင်းပြင်ပန်းဆင်းရဆိုတော့လုံးလုံးနေရတယ်သူ့ကိုငါတီရှူဆောင်ရှောက်မှာဖြစ်မယ်ဆိုပြီးတော့လောက်ကင်နေကောင်းတော့တီရှူဆောင်ရှောက်ရင်းနဲ့မှာအဲ့လေသမားလောက်ကင်နေကောင်းလာတဲ့ငွေကြီးတွေစုနေတယ်အဲ့ကနေမှသူကနွားတကောင်ဝယ်နိုင်လာတယ်အဲ့ကနေမှသူနွားသူများတွေခိုင်းမယ်ဆိုလဲသူကငါးစားပေါ့နော်အဲ့ကနေမှနွားတကောင်ဖြစ်လာတယ်ဆိုတော့နွားတွေများလာတဲ့ချိန်ကျတော့မဖြစ်တော့ဘူးငါတော့ခြံခတ်မှဖြစ်မယ်ဒီနွားတွေသူလုပ်ငန်းခွင်သွားတဲ့အချိန်ဒီနွားတွေတိုင်းထားခဲ့လို့ဖြစ်ဘူးခြံခတ်မှဖြစ်မယ်ဆိုပြီးတော့သူကနွားချန်လို့ကိုရတယ်သူကသူတို့ရဲ့လေတော်တဲ့မနီမဝေးမှာရှိတယ်တော်တန်းလေးတွေတွားပြီးတော့တက်ခုတ်ပြီးတော့သူကဒီနွားတွေထားဖို့ဆိုခြံလုပ်တယ်ပေါ့နော်ခြံလုပ်ပြီးတော့ညနေစောင်းသွားတယ်အဲ့အချိန်မှာအကုန်လုံးပြီးသွားပြီဒါပေမဲ့ဘာကြံနေလဲဆိုတော့ဒီခြံစည်းရိုးကိုပိတ်ဖို့တကားလုပ်ဖို့ရတယ်ကြီးပေါင်ကြံနေဆိုတော့ကြီးပေါင်ဆိုတာဒီချိန်တို့ဒီမှာတကားမှဆိုဒီမှာကြည့်လိုက်အုံနေရတဲ့တကားနဲ့ဒါလိုက်မဟုတ်ဘူးလားမပေါင်လေးခဏတွေ့လားတကားရွက်တက်ဖို့လေအဲ့ဒါကြီးပေါင်နော်ဆိုတော့အဲ့ဒီသားကြီးပေါင်လို့ကိုကျန်းနေတဲ့ခါကျတော့သူ့မှာခုတ်လာတဲ့တက်ကလည်းမရှိတော့ဘူးတစ်ဝါးတွေမရှိတော့ဘူးတော်လေးလည်းသွားဖို့ရကညနေရလည်းတော်တော်ဆောင်းနေပြီအဲ့ခါကျတော့သူကမလုပ်လေရှုပ်ပါလေငါနောက်နေ့တည်းတစ်ခါသွားနေအောင်ရှေ့မှာကျက်စုပင်ရှိနေတာပဲဒီကျက်စုပင်ကိုခုတ်ပြီးငါကြီးပေါင်လုပ်လိုက်ရတာပဲဆိုပြီးတော့ကျက်စုပင်ကိုခုတ်ပြီးတော့ကြီးပေါင်ပြပြလိုက်တယ်အဲ့ခါကျတော့ကျက်စုပင်မှာစောင့်နေကျက်စုပင်စောင့်နေမှာဖြစ်သွားသူ့ရဲ့အဲ့ဘုံပြောက်တာစားတာပေါ့နော်သူ့ရဲ့ဘုံမေးမယ်ပြောက်သွားရောနေစရာမရှိတော့ဘူးအဲ့ခါကျတော့မှကျက်စုပင်ဆောင်တဲ့ကဘာတွေးလဲဒီစံဒီလေသမားကိုငါကသူ့နည်းနည်းလေးအလုပ်ကိုင်လေးကောင်းပါစေဆိုကြည့်ရှုမစားလိုက်လို့သူ့မှာအလုပ်ကိုင်လေးတွေကောင်းလာတယ်အဲ့ဒါကြောင့်သာနွားဝယ်ဖို့ဖြစ်လာတယ်နွားဝယ်ဖို့ဖြစ်လာလို့ကနွားတွေများလာလို့ကခြံခတ်ဖို့ဖြစ်လာရတယ်အဲ့လိုခြံခတ်ဖို့ဖြစ်လာလို့ကဒီခြံတကားအတွက်ကြီးပေါင်လို့ကိုဖြစ်လာရတယ်အဲ့လိုဖြစ်လာလို့ကငါရဲ့ကျက်စုပင်ကိုငါရဲ့ဘုံမိတ်မှန်ရှိနေကျက်စုပင်ကိုကြီးပေါင်ဖေဖို့ရအတွက်ဖြစ်လာတယ်ငါတို့ကိုကျေးဇူးပြုဘူးလို့ကငါမှာဘုံမိတ်မှန်ပြောရတယ်ငါမှာကြီးပေါင်ဖြစ်ဆိုချင်းပြုလို့ချင်းခံရတယ်ဆိုတာကနေစပြီးတော့ကျေးဇူးရှိမှကျေးဇူးတယ်ဆိုတာလေးဖြစ်လာတယ်